တည်င်းတစ်ပုဒ်ကိုတင်ပေးပါမယ်အဲ့ဒါကတော့ရှမ်းပြည်နယ်မှာပရိယတ်တာစာတင်တိုက်ကိုနော်အာနာတိတ်အချမ်းဖက်စစ်ကောင်စီကလေရင်အနှိမ့်ဆုံးပြန်တန်းပြီးတော့ဘုံကျဲဆိုဆရာတော်တန်ဃာတော်တွေပြန်တော်မူရတယ်ဆိုတဲ့တင်ပဲဖြစ်ပါတယ်ကျွန်တော်တင်လေးကိုဖတ်ပြပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်စစ်ကောင်စီကလေရင်ကိုအနှိမ့်ဆုံးပြန်တန်းပြီးစေရနာပရိယတ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်စစ်ကောင်စီကလေရင်ကိုအနှိမ့်ဆုံးပြန်တန်းပြီးစေရနာပရိယတ်စာတင်တိုက်ကိုဘုံကျဲပစ်ခတ်ရတန်ဃာတော်9ပါးနဲ့ပြည်သူ9ဦးစုစုပေါင်း14ဦးတေဆုံးကြောင်းနောင်ချုံမြို့မှာဒေသပြည်သူများကရန်ကုန်ခေတ်ဒေသနာကိုပြောဆိုတယ်ယနေ့မတ်လ16ရက်နေ့မွန်လွယ်9:26မိနစ်အချိန်မှာစတင်၍စစ်ကောင်စီတိုက်လေရင်ကအနှိမ့်ဆုံးပြန်တန်းပြီးနောင်ချုံမြို့စေရနာပရိယတ်စာတင်တိုက်ကိုဘုံကျဲပစ်ခတ်ခဲ့ကြောင်းဘုံ၄လုံး2ကြိမ်ကျဲချပြီးလေရင်ပေါ်မှာ17နှစ်အတွဲလိုက်2ကြိမ်ပစ်ခတ်ခဲ့ကြောင်းအဆိုပါပစ်ခတ်မှုကြောင့်စေရနာပရိယတ်စာတင်တိုက်မှာတန်ဃာတော်9ပါးနဲ့ပြည်သူ9ဦးတေဆုံးကြောင်းသိရှိရတယ်လေရင်ကိုအနှိမ့်ဆုံးပြန်ပြီးပြည်သူတွေကိုစစ်ဘေးရှောင်တွေမှန်တည့်ရတဲ့တမင်ကိုရည်ရွယ်ပြီးလူတက်သွားတယ်တန်ဃာတော်9ပါးပြန်တော်မူတဲ့တန်ဃာတော်9ပါးမှာကိုရင်10ပါးနဲ့ဦးစင်းတစ်ပါးပါတယ်စစ်ဘေးရှောင်ပြည်သူ9ဦးလည်းတေဆုံးတယ်စုစုပေါင်း14ဦးတေဆုံးတယ်ဟုနောင်ချုံမြို့မှာပြည်သူတို့ကပြောဆိုတယ်စစ်ကောင်စီလေရင်ဖြင့်ပြစ်ခတ်မှုကြောင့်ဘုန်းကြီးကျောင်းတွေနေအများပြားလည်းမီးလောင်ပျက်စီးသွားကြောင်းသိရတယ်ဒါကတော့ရှမ်းပြည်နယ်မှာဖြစ်ပါတယ်ပရိယတ်တိစာတင်တိုင်းမှန်တည့်ရတာနဲ့ဘုံကျဲတယ်ဆိုတော့စဉ်းစားကြည့်ပါနော်ဒါတန်ဃာတော်ဒီကအစပြန်တော်မူရတယ်အဲ့တော့ဒီစစ်ကောင်စီရဲ့ဒီလေချောင်းပြန်တန်းတိုက်ခိုက်မှုတွေမှာအဓိကစ조사နေတဲ့နော်ဒီလေဘဲတွေရဲ့နာမည်စင်းကိုလည်းထွက်လာပါပြီအဲ့တော့လက်ရှိမြန်မာနိုင်ငံမှာတနိုင်ငံလုံးအနှံ့ကိုလေချောင်းကနေနော်ရရဆက်ဆက်ပြည်သူတွေပေါ်ဘုံကျဲတိုက်ခိုက်တပ်ဖြတ်နေတဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့နော်ဒီမိစ္ဆာကောင်တွေတဲကစရင်50ကျော်ထွက်လာပါပြီအဲ့ဒီစရင်ကိုလည်းကျွန်တော်ကြီးညာပေးပါမယ်လက်ရှိမြန်မာနိုင်ငံမှာလေချောင်းကနေဘုံကျဲတိုက်ခိုက်နေတဲ့ဒီမင်းအောင်နိုင်ခိုင်းနှမြလိုက်လုပ်နေတဲ့အကြမ်းဖက်ဒီစစ်မိတ်ဆာကောင်တွေကလေဘဲတွေရဲ့ဒီ58ဦးရဲ့စရင်ကိုအခုထွက်လာတာပေါ့နော်အဲ့ဒီ58ဦးရဲ့နာမည်တွေကိုဖတ်ပေးပါမယ်။ဘာဖြစ်လို့လဲဒီကောင်တွေဟာသူတို့ရဲ့ကြံမိခဲ့တဲ့ဆွေမျိုးတွေကစအဲ့ဒီကျွန်တော်မြန်မာပြည်သူတွေအတွက်ခွင့်မလွတ်เสียကောင်းတဲ့သူတွေအဖြစ်အဲ့ဒီနိုင်ငံမှာမှတ်တမ်းတွင်ရမှာပဲ။နော်အဲ့ဒီသူတွေစရင်ကတော့ဘုံမှုချုပ်စိုးလင်းလက်ကာလခဘုံမှုကြီးထက်အောင်ခိုင်ကာလခဒုတိယဘုံမှုကြီးအောင်ကျော်ထင်ဘုံမှုဟိတ်အောင်ထုတ်အုပ်စု82ဗိုလ်ကြီးကောင်းတဲ့ခလာခမင်္ဂလာတော်ဗိုလ်မှုတန်းထုံးဦးခထခမင်္ဂလာတော်လတ်ထခမင်္ဂလာတော်ဗိုလ်ကြီးဟိလက်လတ်တခကတုံးလုံးဗိုလ်မှုဟိမင်းလက်ဒါလခဒုတိယဗိုလ်မှုကြီးအောင်ကုန်မြင့်လတ်တခနပတဒုလေတဲ့စခန်းမှုဒုတိယဗိုလ်မှုကြီးရဲဝင်းလတ်တခနပတဒါတော့အနောက်ကဟာတွေကတော့ဒီတိုင်းနဲ့ပြည်နယ်တွေအတူကောက်တွေပဲဖြစ်ပါတယ်နော်ဗိုလ်ကြီးဝေဖြိုးလွင်ဗိုလ်ကြီးတက်နိုင်ဗိုလ်မှုကြီးတန်းနိုင်ညွတ်ဗိုလ်ကြီးဝေဖြိုးတန့်ဗိုလ်ကြီးတန်းဆောင်ဗိုလ်ကြီးချမ်းမြေကိုဒုတိယဗိုလ်မှုကြီးတော်မိုးဦးဗိုလ်မှုဝေလင်းတင်ဗိုလ်ကြီးလွှမ်းထက်ဗိုလ်မင်းခန့်ဗိုလ်မှုဇာနီထက်အောင်ဗိုလ်မှုအောင်မျိုးမင်းဒုတိယဗိုလ်မှုကြီးအောင်မြင့်သေးဒုတိယဗိုလ်မှုကြီးဟန်မြင့်အောင်ဗိုလ်ကြီးအောင်မျိုးထက်ဗိုလ်မှုမောင်မောင်ညံဒုတိယဗိုလ်မှုကြီးအောင်ဖုံးမြင့်ဗိုလ်ကြီးဖြိုးတန့်စောဗိုလ်မှုတဟိန်းအောင်ဗိုလ်ကြီးအောင်ကိုအောင်ဗိုလ်တော်ရွှေဝိကြီးဗိုလ်ကြီးကျော်ဖြိုးတာဒုတိယဗိုလ်မှူးကြီးဝင်းဟန်ဦးဗိုလ်ကြီးတန့်စော်လင်းဗိုလ်ကြီးအောင်တင်းဒုတိယဗိုလ်မှူးကြီးတင်မောင်ဦးဒုတိယဗိုလ်မှူးကြီးအေးမင်းဗိုလ်ကြီးပြည့်ဦးစောဗိုလ်ကြီးကျော်စင်တန့်ဗိုလ်အောင်ပြည့်ဗိုလ်စိုးမိုးနိုင်မျိုးမင်းသူအောင်တန်းဦးဗိုလ်ကြီးအောင်တန်းဦးဗိုလ်ကြီးမျိုးမင်းသူဗိုလ်ဖြိုးဟိန်းထက်ဗိုလ်ကြီးငိမ့်ချမ်းထွန်းဗိုလ်ကြီးကျော်တီဟာဒုတိယဗိုလ်မှူးကြီးဇေယျမင်းဗိုလ်ကြီးဝင်းထိုက်အောင်ဗိုလ်မှူးအောင်ကိုစောဗိုလ်ကြီးပိုင်မြတ်ဟိန်းဗိုလ်မှူးဇော်လင်းထွန်းဗိုလ်ကြီးအောင်မြင့်ဒုဗိုလ်တော်ယွန်းမီမီတင်ဗိုလ်မှူးခင်မောင်ထွန်းဗိုလ်ကြီးရံမျိုးအောင်ဗိုလ်ကြီးထွန်းလင်းအောင်ဒုတိယဗိုလ်မှူးကြီးကျော်ကနာဦးတော့ဒါအဓိကပြည်သူကိုဘုံကျဲတက်ဖြတ်နေတဲ့လေတပ်ကအရာရှိ58ဦးရဲ့စည်ရင်းနာမည်တွေထွက်လာတာဖြစ်ပါတယ်အဲ့တော့လက်ရှိမြန်မာနိုင်ငံမှာမင်းအောင်နိုင်အာဏာသိမ်းပြီးမှအဲ့ဒီလေကြောင်းကနေဘုံကျဲမှုကြောင့်စကိုင်းတိုင်းတစ်ခုထဲမှာနေဘလောက်တေခဲ့ရပြီဆိုတော့အားလုံးဒီပဲအခုဒီကနေ့ဆိုပရိယတ်စာတင်နိုင်မှန်းတည့်ရတယ်ပရိယတ်စာတင်နိုင်မှန်းတည့်ရတန်းနဲ့ဒီပရိယတ်စာတင်တိုင်းပေါ်ကိုအနှိမ့်ဆုံးလေကြောင်းကနေပြန်ပြီးတော့ဘုံကျဲထပ်ပြတယ်ဒီမှာတန်ဃာတော်တွေရှိတယ်ကိုရင်တွေရှိတယ်စာတင်တိုင်းယဟန်တန်ဃာတွေရှိတယ်နော်စစ်ဘင်းရှောင်းနေတဲ့ပြည်သူတွေရှိတယ်ဒီပေါ်ကိုဘုံကျဲထပ်ပြတဲ့တန်ဃာတွေပြန်တော်မူရတယ်နော်ဝင်းနေမိတ်နိုင်ကိုဆရာတော်ဘုရားကြီးကားကိုယဟန်တန်ဃာတွေစီးတာမှဆရာတော်ကြီးမှမတိလို့သူတို့ပြစ်တာဒါပေမဲ့ဒီကားဒီတင်ငန်းပတ်ထားတဲ့ယဟန်တန်ဃာတွေစီးလာတဲ့ကားမှန်တိရတာနဲ့ရဲရဲဆက်ဆက်ပြစ်တတ်ပြစ်တယ်ဆရာတော်တွေတားနေတဲ့ကြားနေပြစ်တတ်ပြစ်တယ်ဝင်းနေမိတ်နိုင်ကိုဆရာတော်ကြီးပြန်တော်မူခဲ့ရတယ်ဒါပေမဲ့ဆရာတော်ကြီးပြန်တော်မူရတာမိမလောင်းမိမချောက်အောက်တန်းစားတွေကကိုလှုပ်တဲ့အမားကိုဝင်မခံရဲမဲနဲ့ဒရိုင်ဘာကိုတနတ်နဲ့ချိန်ပြီးလက်ကိုကြောက်ပတ်ပြီးပတ်ခိုင်းပြီးတော့ PDF တွေတက်တာပါပြောဆိုပြီးတော့နိုင်ငံပိုင်ရုပ်တံကနေစောက်ရှက်မရှိထုတ်လွှင့်ပြီးတော့လိန်ညာခဲ့တယ်နော်အတူတူပါခဲ့တဲ့ကန်တုံးစင်ဆရာတော်ကြီးကဓမ္မအတွက်မခံမရနိုင်ဖြစ်ပြီးတော့အမှန်တရားအတွက်ဒီဟာပြစ်တာဒီစစ်တပ်ကပြစ်တာပါဆိုပြီးရဲရဲဝုန်းဝုန်းမိတ်ကြားတော်မူတဲ့အခါမှာ
ယူကြီးအောင်ဆောင်ပြီးတော့ဒီကိစ္စကိုတောင်းပန်ခဲ့တာအဲ့ဒီအချိန်မှာတီတကူဖုန်းကြီးကဘာလုပ်ခဲ့လဲစာတင်တိုင်းမှာရှိတဲ့တန်ဃာပြိုတွေအားလုံးကိုနယ်တွေကိုအကုန်ပေးပြန်ခိုင်းတယ်ဘာဖြစ်လို့လဲတာတုံးသားကိုတို့အရင်ကြောက်ပါတယ်တောင်းသားစစ်သားဖယားသားအဲ့ဒီထဲမှာဖယားသားကိုတို့အကြောက်ဆုံးပါစစ်သားမှာလက်နက်ရှိတဲ့ကျောင်းသားမှာလူငယ်စိတ်ထိန်းရခက်ပြီမဲ့ဖယားသားဒီဓမ္မဘတ်တော်သားအာနာရှင်တွေဒီအဲ့ဒီသားသုံးသားမှာယဟန်ဖယားသားတော်အရန်ကြောက်တယ်ဘာဖြစ်လို့လဲအာနာရှင်မှန်တယ်မြတ်ဒီအာဓမ္မပြုတ်ကျင့်မှအာနာရှင်ဖြစ်တာအာဓမ္မမပြုတ်ကျင့်တွေအာနာရှင်ဖြစ်လို့မရအောင်အဲ့တော့အာနာရှင်ဖြစ်နေတဲ့အတွက်အာဓမ္မကိုလက်ကင်ထားတဲ့ကောင်ကြီးကဓမ္မဘတ်တော်သားတွေအတွက်အင်မတန်ကြောက်တယ်ဒါကြောင့်မလို့ဝင်းနေမြင့်တော်ဆရာတော်ကြီးပြန်တော်မူတဲ့အချိန်မှာတီတကူကြီးကဥဆောင်ပြီးတော့မလုပ်ခဲ့တယ်စာတင်တိုင်းမှာရှိတဲ့ယဟန်မျိုးတွေအားလုံးကိုနယ်ပြီးပြန်ခိုင်းတယ်ဘာဖြစ်လို့လဲဖယားသားတော်တွေတန်ခါအင်အားကိုခွဲထုတ်လိုက်တာဘလောက်ရုံမှလဲစဉ်းစားကြည့်နော်ပြီးတဲ့အချိန်မှာယူကြီးအောင်ဆောင်ပြီးတော့မင်းအောင်နိုင်ကစောက်ချက်မရှိတဲ့တိတိဖာကောင်းစောက်ခွက်နဲ့ထွက်ပြီးတော့နော်အယူကနေပြီးပြောတယ်နော်မင်းအောင်နိုင်ရုပ်ကိုတစ်ချက်ကြည့်ယောက်ျားအဲ့လိုတိတိရုပ်ကလေအောက်တန်းစားရတာတိထားဘယ်ယောက်ျားဖြစ်ဖြစ်ယောက်ျားဆိုရင်တိတိနဲ့ရှိရမယ်ဟာတာပြောချင်ပြောလိုက်မယ်ပြောင်စရာပြောချင်ပြောလိုက်မယ်ရည်စရာပြောချင်ပြောလိုက်မယ်ဒါပေမဲ့မင်းအောင်နိုင်လို့စောက်ခွက်အဲ့ဒီတိတိကယောက်ျားအောက်တန်းစားတွေရုပ်လားအကောင်းပြောတာဒါပေမဲ့အဲ့ဒါလိုအောက်တန်းစားကကျွန်တော်တို့တိုင်းပြည်ကိုတက်အုပ်ချုပ်ပြီးတော့အခုလိုမျိုးရဲရဲဆက်ဆက်ပြည်သူတွေကိုဘုံကျက်တက်ဖြတ်တာကိုခံနေရတာနော်အဲ့တော့လက်ရှိမြန်မာနိုင်ငံမှာအမျိုးဘာသာသာသနာဆိုပြီးတော့ YMBA မှာရှိတဲ့နွားကြီးတွေစုပြီးတော့អော်ကြတယ်အမတပဲပဲနဲ့တကယ်သူတို့အမဲ့လင်အခုလိုမျိုးရဟန်းတန်ဃာတော်တွေကိုဖမ်းဆီးရထောင်ချတယ်နှိပ်စက်တယ်တပ်ဖြတ်တယ်ဘုံကျက်တယ်ဒါမျိုးတွေလောက်လာတဲ့အချိန်အဲ့ဒီ YMBA ရဲ့နွားကြီးတွေပဲလို့ပေါ်တော့ဘယ်ထောင်ကြောက်ဝိုင်းလည်းမသိဘူးရင်နာမှုကောင်းတယ်ကျွန်တော်တို့တိုင်းပြည်တကယ်တိုင်းပြည်အတွက်တန်ဖိုးရှိတဲ့သူတွေကိုကြတော့မတရားဖမ်းဆီးတယ်တပ်ဖြတ်တယ်ထောင်ချတယ်မိမျိုးစုံနှိပ်စက်ခံရပေမဲ့တိုင်းပြည်အတွက်တကယ်အကျိုးရုပ်အောင်လို့တိုင်းပြည်ကိုဖျက်ဆီးနေတဲ့အောက်တန်းသားတွေကြတော့နေရာရတယ်ဒါကြောင့်မလို့ကောသလမင်းအိမ်မဲ့16ချက်ကမြန်မာပြည်မှာတကယ်ဖြစ်နေတာနော်မင်းကခဏဇော်မဲလုံးလို့ကောင်းမျိုးဇော်မဲလုံးလို့ကောင်းမျိုးရက်ွက်ထက်မှဆိုရေထမ်းရောက်လာမှလူမျိုးဝယ်ပေးမဲ့ကောင်းရှိမှာမဟုတ်အကောင်းကမယုံဇော်မဲလုံးရက်ွက်ထက်ရေထမ်းရောက်နေပြီအဒီစောက်တော့စောက်ကြီးစောက်တယ်ပြောရုပ်ကိုယ်ရဲ့တက်နေမရှိဘူးခြံနှမွေနဲ့လို့ဘောင်းထုတ်ကနေမဲ့ကောင်းမျိုးဒါပေမဲ့နော်စစ်တပ်ထဲဝင်သွားတယ်ဟိုဘောရက်ဒီဘောရက်ဟိုဂွေးမဒီဂွေးမရင်းနဲ့နေရာတနေရာရလာတယ်တပြင်းပြင်းနဲ့ခိုင်းလို့ကောင်းတဲ့နွားဆိုတော့မှားတာမှန်တာမခွဲချက်တတ်ဘူးအရာရှိကဒါဆိုရင်ဒါလုပ်တယ်တရားတာမတရားတာမတည်ဘူးအဲ့တော့ဘာဖြစ်လဲနေရာတနေရာရတယ်နေရာရလာရင်တပြင်းပြင်းနဲ့အောက်ကနေဆွဲတင်ပြီးတော့မရောက်နိုင်ကခိုင်းထားတယ်အခုဘာဖြစ်လဲဇော်မဲလုံးလို့ကောင်မျိုးကဒီတိုင်းပြည်မှာတက်ပြီးတော့အုပ်ချုပ်ဖို့လုပ်တယ်မရောက်နိုင်လို့တောင်းနိုင်တာကနော်ဒီတိုင်းပြည်မှာတက်ပြီးအုပ်ချုပ်ဖို့လုပ်တယ်အဲ့တော့စဉ်းစားကြည့်ပါကျွန်တော်တို့တိုင်းပြည်မှာမင်းအောင်နိုင်အုပ်ချုပ်တာကိုခံမယ်ဆိုရင်အဲ့ဒီမင်းအောင်နိုင်နေရာမှာမင်းဆိုတော့မရဘူးလားကျွန်တော်ရုရှားကိုမင်းအောင်နိုင်သွားတယ်ပေါ့ရုရှားကနေပူတင်ကမင်းအောင်နိုင်ကိုလက်ခံတွေ့တယ်ဆိုတာမင်းအောင်လှိုင်ဆိုတဲ့ဂုံပုံနဲ့တွေ့တာမဟုတ်ဘူးလက်ရှိအာဏာသိမ်းထားတဲ့ခေါင်းဆောင်တယောက်အနေနဲ့ခေါ်တွေ့တာကျွန်တော်ပြောတဲ့စကားကိုမြင်ရလားအဲ့ဒါအဖြစ်ပဲအာဏာသိမ်းထားတဲ့ခေါင်းဆောင်အနေနဲ့မင်းအောင်နိုင်ကိုခေါ်တွေ့တာမင်းအောင်နိုင်ဆိုတဲ့ဂုံပုံနဲ့ခေါ်တွေ့တာမဟုတ်မယုံရင်မင်းအောင်နိုင်မှာအဲဇေးချင်းခွေးတဲ့ကောင်အမီးဖြတ်ပြီးတော့မောက်ချက်တွေစောင်းခိုင်းထားရင်ဒါကျုပ်တို့အာဏာသိမ်းထားတဲ့စစ်ကောင်စီရဲ့ခေါင်းဆောင်ပါလို့ပြောကြည့်ပူတင်ခေါ်တွေ့တယ်အဲ့လောက်ထိမင်းတို့မင်းအောင်နိုင်ကတန်ဖိုးမဲ့လားမမဲ့လားစဉ်းစားကြည့်နော်အဲ့လိုကောင်မျိုးတွေကအုပ်ချုပ်ဖို့လုပ်နေတာအခုမြေကြီးပဲကြံရပြီးတိုင်းပြည်ကိုသူတို့အုပ်ချုပ်မဆိုစိတ်နဲ့နော်အကောင်လုံးကိုရဲရဲဆက်ဆက်ပုံချက်တက်တယ်နော်မြန်မာပြည်မှာကြည့်လိုက်ကောင်းနေပြီပုံချက်ထားတာအခုနောက်ပိုင်းကိုဘာနေနဲ့ကျဲတာလဲတရုတ်ကိုတွားတယ်တရုတ်ကနီးပညာတွေထူလာပြီးတော့ drone တွေနဲ့ကျဲတယ်နော်ပြီးလို့ရှိရင်စက်တက်လေကြီးတွေနဲ့ကျဲတယ်ဖြစ်နေတာဘယ်ပြပရဲ့ရံဖတ်ပါတာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်တို့တွေကတနေ့နဲ့တနေ့တို့ဖြစ်နေအောင်ငါနယ်မှာတော့မဖြစ်သေးဘူးဟဲ့ဟိုမှာတော့ပုံချက်သွားတယ်ထိုင်ကြည့်နေကြမှာလားထိုင်ကြည့်နေကြဘူးလားထိုင်ကြည့်တော့ကြည့်ကျွန်တော်တို့ကမကြည့်နိုင်ဘူးမကြည့်နိုင်တဲ့အတွက်ကျွန်တော်တို့စားတဲ့တကူတိုးပြီးတော့လုပ်တယ်မနာနဲ့လုပ်တယ်တနေ့မိုးလင်းလာတဲ့ငါဘာစီလောက်ကမယ်ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားတစ်ခုမှမရှိဘူးနော်ဒါအခုနောက်ပိုင်းပွင့်လင်းပြောရင်ကျွန်တော်တို့ဆိုဝင်ဆိုတော့သူများပေးတဲ့ပုံကိုအဲ့ဒီ YouTube တွေပါတင်တယ်အဲ့ YouTube ကပြန်ဝင်တဲ့ဒီပတ်စံတော့ပဲကိုယ်မှရှိတဲ့စီးပွားရေးဆိုဘာမှမရှိဘူးဒါပေမဲ့ဘာကြောင့်ကျွန်တော်တို့တိုင်းပြည်ရဲ့စီးပွားရေးတိုးတက်လာကြည့်ဟဲ့ဒီနေ့အာနာတိတ်အောင်ကျွန်တော်တို့တွန်းလှန်နိုင်လို့တော်လှန်ရေးနိုင်ကြည့်တစ်နှစ်မကြောက်ဘူးကျွန်တော်တို့မှလုပ်စီရလုပ်ငန်းတွေအများကြီးဖြစ်ကုန်လိမ့်မယ်ဘာလုပ်မလဲနော်ကျောင်းဝယ်ရေးလားကူတန်းရေးလား travel လားကျွန်တော်တို့နိုင်ငံမှာအလုပ်တွေတပုံကြီးလာလိမ့်မယ်ဒါကြောင့်မလို့ကျွန်တော်စီးပွားရေးဆိုတာတော်လိုင်းပြီးတဲ့နေ့ကျရင်မလုပ်ချင်ဘူးဆိုတော့မရတော့ဘူးဒါပေမဲ့ကျွန်တော်တို့တွေကပြုတ်နေကြတော့ကိုစီးပွားရေးတော့ကိုစိတ်ဝင်စားတယ်ဒါကြောင့်မလို့ဒီတော်လိုင်းရေးမှာကျွန်တော်ပြောချင်တာကကိုယ့်ရဲ့တဝင်းတစ်ခါစားကိုစီးပွားရေးကိုလည်းမလုပ်နိုင်ဘူးလုပ်ကြပါဒါပေမဲ့လို့ဒီလိုမျိုးကြက်မပြည့်တဲ့အောက်တန်းသားတွေအုပ်ချုပ်တာကိုခံမယ်ဆိုရင်တော့ကိုလည်းကြက်မပြည့်တဲ့လူတွေဖြစ်တယ်ဒါကြောင့်မလို့တိုင်းပြည်ကတိမှာကြက်မပြည့်တဲ့ကောင်တွေတက်အုပ်ချုပ်တယ်ဆိုတာကကြက်မပြည့်တဲ့ပြည်သူများလို့ပဲအဲ့ဒီစကားတကယ်မှန်တယ်ဒါကြောင့်မလို့ဒီလိုကောင်မျိုးတွေအုပ်ချုပ်တာကိုလက်ခံမယ်ကိုနဲ့မဆိုင်ဘူးဆိုရင်ကိုလည်းဘယ်အတန်းစားနဲ့ဝင်သွားမလဲဆိုတာကိုယ့်ကိုစဉ်းစားဆင်ခြင်တုံ့တက်ကြပါလို့တိုက်တွန်းပါမယ်